အားလုံးပဲမင်္ဂလာပါရှင်။တမီကတော့မော်ရထာနီတောင်ပြစီမတိမ်ပြရီမိုင်းမြူရီဝိုင်းလို့လွဲရောင်တန်းနေတဲ့ရှမ်းတောင်တန်းကြီးများရှိရာအီချမ်းလာတဲ့ရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးမြို့အင်းမြကယူနာဓမ္မစကူမှာလာရောက်ဖြည့်ဆို့ပူဇော်တဲ့တမီမအင်စတူပဲဖြစ်ပါရဲ့ရှင်။တမီဖြည့်ဆို့ပူဇော်တော်မဲ့ခေါင်းစဉ်လေးကတော့လူငယ်နဲ့ဗုဒ္ဓဓမ္မအကြောင်းပဲဖြစ်ပါရဲ့ရှင်။ပုပ္ပါစရိယမိနေဖာဆိုတဲ့အတိုင်းတာတမီတို့ရဲ့ရှေးဥအစဆရာမြတ်များဖြစ်ကြတော့မိဘများကလည်းမိမိတို့ရဲ့တာတမီများစိတ်သက်အဆင့်တန်းမြင်မာလာစီရန်အတွက်မြတ်ဗုဒ္ဓရဲ့တရားဓမ္မအရေးအောက်တို့ပို့ဆောင်ပေးရမှာပဲဖြစ်ပါရဲ့ရှင်လူငယ်များအနေနဲ့မိမိတို့ကိုယ်တိုင်ဗုဒ္ဓဘာသာကိုနားလည်လက်ခံယုံကြည်လာနိုင်စေရန်အတွက်ဗုဒ္ဓဆုံးမလမ်းညွှန်ခဲ့တဲ့တရားတော်တွေကိုထဲထဲဝင်ဝင်လေ့လာရမှာပဲဖြစ်ပါရဲ့ရှင်ဒါအပြင်ယနေ့လူငယ်နောင်ဝယ်လူကြီးဖြစ်လာမဲ့တမီတို့လိုအနာဂတ်ကျေပွင့်လူငယ်များအနေနဲ့မိမိအမျိုးဘာသာတာဒနာကိုထိမ့်သိမ်းဆောင်ရှောက်နိုင်တဲ့ဗုဒ္ဓဘာသာ